အားလုံးပဲမင်္ဂလာပါတင်ဟာလူကြားတဲ့သွားရင်ပြောပေးမယ်ခဏနေရင်အိမ်ပြန်ပြီးတယောက်တည်းအနားယူခြင်းစိတ်ပေါက်လာတတ်ပါသလားဒါမှမဟုတ်တကယ်ချင်းနေနဲ့ဆိုရင်အရက်စကားပြောပေးမယ်ဒစိမ့်နေကြတဲ့မှာတော့အေးစစ်စစ်နေတတ်ပါသလားအကယ်၍တင်ဟာကို introvert လား extrovert လားဆိုတာဝေခွဲမရဖြစ်နေတယ်ဆိုရင်တင်ဟာလူကြီးရဲ့တဝက်ကျော်မှရှိတဲ့ ambivert တယောက်ဖြစ်နေနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ ambivert တွေရဲ့ထူးခြားတဲ့စွမ်းရည်အကြောင်းကိုပြောပြပေးသွားမှာပါambivert ဆိုတာ introvert နဲ့ extrovert ဆိုတဲ့အစွန်းနှစ်ဖက်ရဲ့အလယ်မှာရှိနေတဲ့ကိုယ်ရည်ကိုယ်သွေးအမျိုးအစားဖြစ်ပါတယ်ဒီဝေါ်ရာကို1929ခုနှစ်မှာစိတ်ပညာရှင် Kimball Young ကစတင်သုံးစွဲခဲ့တာပါambivert တွေဟာအခြေအနေပေါ်မူတည်ပြီးသူတို့ရဲ့အပြုအမူကိုပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ဥပမာဒဇိမ့်နေကြားမှာအေးစစ်စစ်နေတတ်ပေမဲ့ရင်းနှီးတဲ့သူတွေနဲ့ဆိုရင်တော့တက်ကြွလန်းဆန်းနေတတ်တာမျိုးပါ။ ambivert တွေမှာအခြားသူတွေထက်တာလွန်တဲ့အချက်တွေရှိပါတယ်။လိုက်ရောညီတွေမှုရှိခြင်းမတူညီတဲ့အခြေအနေမှာအလွယ်တကူလိုက်ရောညီတွေနေထိုင်နိုင်ပါတယ်။ဆက်သွယ်ရေးကောင်းမွန်ခြင်းသူတို့ဟာစကားပြောကောင်းအောင်တင်မကပဲတစ်ဖက်သားရဲ့စကားကိုလည်းတေချာနားထောင်ပေးနိုင်သူတွေပါညတောက်မှုရှိခြင်းလူစုလူဝေးကြီးတဲ့မှာလည်းပြောသလိုတယောက်တည်းအေးစစ်စစ်နေရတာကိုလည်းတံပိုးထားတတ်ကြပါတယ်စဉ်းစားတွေးခေါ်မှုပြဿနာကိုတယောက်တည်းစဉ်းစားသလိုအခြားသူတွေနဲ့ဆွေးနွေးပြီးတော့လည်းအဖြေရှာတတ်ကြပါတယ်ambivert တို့ရဲ့အောင်မြင်မှုအလောက်ကိုင်းတဲ့ပညာရေးသူတည်တနာတွေအရ ambivert တွေဟာအလုပ်ခွင်မှာပို့ပြီးအောင်မြင်တက်ကြပါတယ်။အယောင်အဝယ်စိတ်ပညာရှင် Adam Grant ရဲ့လေ့လာမှုအရ ambivert တွေဟာ introvert တွေထက်24%နဲ့ extrovert တွေထက်32%ပို့ပြီးအယောင်အဝယ်တိုးတက်တာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာလူတွေကိုဆွဲဆောင်နိုင်တယ်လို့ဝယ်သူရဲ့လိုအပ်ချက်ကိုလည်းစိတ်ရှည်လက်ရှည်နားထောင်ပေးနိုင်လို့ပါ။ပညာရေးမှာလည်းambivert တွေဟာတငယ်ချင်းတွေနဲ့စုပေါင်းလေးလာနိုင်တယ်လို့တယောက်တည်းလည်းအာရုံစိုက်နိုင်တဲ့အတွက်ပိုပြီးထူးချွန်တတ်ကြပါတယ်။သုံးဖြတ်ချက်ချခြင်းသူတို့ဟာကိစ္စတစ်ခုရဲ့ပပေါင်းစုံကိုတွေးတောနိုင်တဲ့အတွက်လုပ်ငန်းခွင်မှာပုံမကောင်းမွန်တဲ့သုံးဖြတ်ချက်တွေကိုချနိုင်ပါတယ်။လူတော်တော်များများမှားတတ်တာက omnibus ပါ။ ambivert တွေကအစွန်းနှစ်ဖက်ရဲ့အလယ်နီးနီးနားမှာရှိပေမဲ့omnibus တွေကတော့အခြေအနေပေါ်မူတည်ပြီးအလွန်အမင်းတက်ကြတဲ့ extrovert ဒါမှမဟုတ်အလွန်အမင်းအေးဆေးတဲ့ introvert အဖြစ်အစွန်းနှစ်ဖက်ကိုအပြင်းအထန်ကူးပြောင်းတက်ကြတာဖြစ်ပါတယ်။စိန်ခေါ်မှုများ ambivert ဖြစ်ရတာဟာအားသာချက်တွေရှိသလိုစိန်ခေါ်မှုလည်းရှိပါတယ်။အမြဲတမ်းမျှတအောင်ကြိုးစားနေရတာကတခါတလေစိတ်ပိုင်းဆိုင်ရာပြင်ပန်းတဲ့မှုကိုဖြစ်စေနိုင်ပါတယ်။ဒါအပြင်အချို့လူတွေကသူတို့ကိုယ်ပိုင်ခံယူချက်မရှိသူဒါမှမဟုတ်ဂျားနေသမားအဖြစ်ပဲမြင်သွားတတ်ကြပါတယ်။ဒီကုန်းချုပ်ရရင်ကမ္ဘာပေါ်မှာရှိတဲ့လူများစုဟာအစွန်းတစ်ဖက်ထဲမှာရှိနေကြတာမဟုတ်ပါဘူး။တင်ဟာအခြေအနေအရပြောင်းလဲနိုင်စွမ်းရှိတဲ့ ambivert တယောက်ဖြစ်နေတာဟာတင်အတွက်လက်ဆောင်တစ်ခုပါပဲ။ယခုပြောပြရတဲ့အထက်မှာတင်ရဲ့ဇယိုက်တွေပါနေသလား။တင်ဟာ introvert လား extrovert လား ambivert လားဆိုတာကိုမတ်မှာရေးပြီးသွားပါဦး။နောက်ထပ်စိတ်ပညာဗဟုသုတတွေအတွက် subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်